Hello ကျွန်တော်ရဲ့ channel ကနေကြိုဆိုပါရစေဒီဗီဒီယိုမှာတော့အခွင့်အလမ်းများနဲ့လူငယ်လေးဆိုတဲ့ဇာတ်ကားရဲ့အပိုင်း1ကို recap လုပ်ပေးသွားမှာပါအပိုင်း1ရဲ့အစမှာတော့ကျွန်တော်တို့စမြင်ရမှာကလောကကြီးထဲမှာငါရှိနေသည်မင်းတို့တွေခြေတလန်းတောင်ကြော်ဖို့မစင်စားနဲ့ဆိုတဲ့ဇာတ်ကားတန်တဲ့အတူလူတစ်ယောက်ကမိစ္ဆာစစ်တပ်တစ်ခုလုံးကိုဖြိုခွင်းနေတဲ့မြင်ကွင်းကိုစမြင်ကြရမှာပဲဖြစ်ပါတယ်ယခုလက်ရှိကာလမှာတော့နှစ်တိုင်းငြိမ်းချမ်းပါစေဆိုပြီးအမွှေးတိုင်ထွန်းရင်ချန်ပီယံကဆူတောင်းနေပါတယ်ချန်ပီယံကဆူတောင်းစကားပြီးတော့အိမ်ပြင်ကိုထွက်လာတဲ့အခါဘေးရင်ကစုံကြည်ရှင်လို့ခေါ်တဲ့လူကငါနဲ့ကြစ်ကွေနောက်လာဆိုရင်ဒီကနေပြောင်းတော့မှာလို့ကြောက်ခဲနေပြီးရင်လှမ်းပြောလိုက်တယ်ဂယုဆိုင်သွားပါလို့ပြန်ပြောပြီးတော့လှုပ်ရှားရှိတာလုပ်နေလို့စုံကြည်ရှင်ကတကယ်စင်းရဲနေကြပြီးအနိုင်ကျင့်ခံရမယ့်ကံပါလာတာပဲလို့ပြောပြီးတော့လှည့်ထွက်သွားတယ်ခဏအကြာမှာပဲကူဆန်းကရောက်လာပြီးစုပ်ကြည်ရှင်ကိုမခံကျင်အောင်ပောက်ကရတွေအော်ပြောရင်းနဲ့သူတို့နှစ်ယောက်ငင်းခုန်ပြီးတော့ကြစ်ကွေနင်ဒီသူရဲ့ဘောကြောင့်နဲ့သခင်လေးနောက်လိုက်ရတာဘလောက်တင်ငင်ရလဲအဲ့ဒီအစားနင်ရှိုရှမ်းရံနဲ့ခိုးပြေးလိုက်ပါရောလားဘာပဲဖြစ်ဖြစ်ဒီငါအကြီးနင်ကိုကြီးတဲ့အကြီးတွေကနင်ကိုစားပြေးတော့မယ့်အတိုင်းပဲလို့ကူဆန်းကထပ်ပြောတယ်နင်ငါ့ကိုပေးတဲ့ငါတလေးတို့ကြီးနေပြီတွေ့လားငါမိကလည်းဝတ်သားပေါင်းထားလို့နင့်ကိုစားဖို့ခေါ်နေတယ်လို့ပြောလို့ချန်ပီယံကငါတော့မသွားတော့ပါဘူးဒီညငါစောစောနားရမယ်မနေ့ပြန်ကြရင်ငွေရှာဖို့စားဖို့ရမယ့်အလုပ်ရှိသေးတယ်လို့ချန်ပီယံကပြန်ပြောလိုက်ပါတယ်ဒီလိုနဲ့နောက်တနေ့မနက်ကိုရောက်လာခဲ့ပါပြီမြို့တကားရဲ့အရှိတ်ဘက်မှာတော့ရွှင်ရှာတောင်ရဲ့နတ်သမီးခြိုက်ချင်းချံမင်းမစိုးဟူထောင်းစစ်တဆွေတော်ဝင်မင်းသားကောင်းကျန်းတို့အားရောက်နေကြပါတယ်ဒါကြောင့်တကားဆောင်ချမ်းသာဖုံးကအစီရင်လှုပ်ထားတဲ့တကားကိုဖွင့်ပေးပြီးတော့စီကံကမင်းတို့နေကြားကသစိမ့်တွေဒီမှာခွင့်လန်းလာရှာခြင်းမိသားစုတိုင်းရွှေငွေတင်းကားပြတဲ့အိတ်စီပေးမှဝင်လို့ရမယ်လို့ပြောလိုက်တယ်ဒါကြောင့်အကုန်လုံးကတအိတ်စီပေးပြီးတော့ဝင်လာကြတယ်ချန်ပီယံကတော့စားဖို့ပေးဖို့အတွက်ဒီနေရာကိုရောက်နေတာဖြစ်လို့တကားဆောင်ကျန်းသာဖုံးပေးတဲ့စာရေးတွေကိုယူပြီးတော့စာတစောင်းငွေတစ်ပြားလို့ပြောထားတယ်လေငါးပြားလိုသေးတယ်လို့ပြန်ပြောလို့အကျွေးမှတ်ထားလိုက်လို့တကားဆောင်ကပြန်ပြောသွားတယ်တစ်ဖက်မှာတော့လွန်ခဲ့တဲ့နှစ်ပေါင်း3000တောင်ကလောကကြီးထဲမှာအထင်ကြီးနတ်ဝိဇ္ဇာတစ်ပါးပေါ်ထွက်လာခဲ့တယ်မဟာလန်းစဉ်ဖြောင်းမွှအောင်ပြုလုပ်ပြီးတဲ့နောက်တကူရဲဓားကင်ပြီးလောကအနှံ့ကိုသွားခဲ့တယ်ဒါမဲ့ဘာကြောင့်မှမသိဒီလူကနဂါးနဲ့ကိုမတည့်ဘူးဖြစ်နေတယ်ဒါကြောင့်နဂါးနဲ့တွေ့ရင်နဂါးကိုတုတ်တင်တယ်အဲ့လိုနဲ့နောက်ဆုံးနဂါးတက်တိုက်ပွဲကြီးမှာတော့မိုးနဲ့မြေကိုတုံထုတ်သွားစေခဲ့တယ်။ကောင်းကင်နန်းတော်ကသူ့ကြောင့်တုံခါသွားခဲ့တယ်။သူနဲ့တိုက်မဲ့နဂါးကမိုင်းထောင်ကြီးရှည်လျားပြီးပြန်တန်းတဲ့အချိန်နေနဲ့လာရောင်ပျောက်သွားအောင်ဖုံးလွှမ်းပြနိုင်တယ်လို့ဆိုရိုးရှိခဲ့တယ်။ဒါပေမဲ့ဓာနတ်ဖျားရဲ့မျက်လုံးထဲမှာတော့ပိုးကောင်ရှည်တကောင်လေးတက်တက်ပါပဲ။ဒါချက်အနေငယ်ဝှေ့ရန်လိုက်တာနဲ့နဂါးကဇက်တိုက်ဖိနှိခံနေရတယ်လို့နတ်ဝိဇ္ဇာအဖိုးကြီးတယောက်ကပုံမြင်ပြောပြနေပါတယ်။ဟုတ်ပါတယ်။နောက်ဆုံးမှာအနဂါးကဓာနတ်ဖျားတက်တာကိုခံခဲ့ရပြီးတည်သွားခဲ့တဲ့နဂါးအစ်ရဲ့စွမ်းရည်ကနေဓာတ်စင်၅ပါးနဂါးနဲ့အခွင့်အလန်းအကြီးအသေးတွေကိုမွေးထုတ်ပေးခဲ့ပါတယ်။ဒီအခွင့်အလန်းဆိုတာကလူတတ္တဝါအရာဝတ္ထုအကုန်ပြစ်နိုင်ပြီးတော့ကျင့်ကြံသူတွေရဲ့မဟာလန်းစဉ်စွမ်းအားကိုမြင့်တင်ပေးဖို့ကူညီပေးနိုင်ပါတယ်ဟုတ်ပါတယ်ဒါကြောင့်ဒီအခွင့်အလန်းတွေကိုရှာဖို့အတွက်ဒီအဖိုးကြီးအပါဝင်မျိုးရှိတကားကဝင်ခဲ့တဲ့သူတွေအားလုံးကချန်ပီယံတို့မျိုးကိုရောက်ရှိလာကြတာပါပြီးတော့အဖိုးကြီးကပုံမြင်ကိုနောက်တစ်ခါမှပဲအဆုံးထိဆက်ပြောပြမယ်ဆိုလို့အခုပဲကျွန်တော်ကိုပြောပြပါဆိုပြီးတော့ကုဆန်းကပြောတော့ရှင်းဟွာလန်းတွေမှာရှားရည်တွင်ရှိတယ်လို့ကြားထားတယ်ငါ့ကိုခေါ်သွားရင်ပြောပြမယ်လို့အပေးယူလုပ်လိုက်ပါတယ်ချန်ပီယံကတော့သူ့ရဲ့အလုပ်အရာစာရေးတွေကိုတအိမ်ဝင်တအိမ်ထွက်အပြေးလွှာလိုက်ပို့ပေးနေပြီသလိုတချို့အိမ်တွေကမမဆက်ဆံပေးမယ်တချို့အိမ်တွေကြတော့လေသူ့ဘောဖော်ရည်စွာဆက်ဆံပါတယ်အဲ့လိုနဲ့ပဲသူကကိုပိုင်ကျောင်းတော်ဆိုတဲ့စာတင်သားတွေရှိတဲ့အကြောင်းကိုရောက်လာခဲ့ပြန်ပါတယ်စာမတက်တဲ့ချန်ပီယံကကလေးတွေကပြရွတ်တဲ့အတန်းကိုအပေါက်ဝနာမှာနားထောင်နေမိခဲ့တယ်ချီကျင့်ကျွင်းဆိုတဲ့ကျောင်းဆရာကတော့ချန်ပီယံအင်းလာပေးတဲ့စာအိတ်ကိုလက်ခံလိုက်ပြီးနောက်ပိုင်းအလုံးမရှိတဲ့အခါကျရင်ဒီမှာမကြာခဏလာနောက်ထောင်လို့ရတယ်လို့ချီကျင့်ချင်းကပြောလိုက်တယ်ပြီးတော့သဘောတရားတွေပဲစာအုပ်ထဲမှာရှိတာပါလူတွေလောက်တယ်ဆိုတာကစာအုပ်ပြင်ပမှာပဲရှိနေတယ်လို့ထပ်ပြောပေးမယ်ချန်ပီယံကတော့ဘာမှပြန်မပြောဘဲလှည့်ထွက်လာခဲ့ပါတယ်အဲ့လိုနဲ့တရားပေါ်မှာတော့ဒီအားဆိုတဲ့သူစီကရွှေငါးကိုဝယ်သွားခြင်းတာကြောင့်သူ့မှာရှိတဲ့ငွေပြားနဲ့ဝယ်ဖို့ဈေးညှိနေတော့တော်ဝင်မင်းသားကောင်းကျန်းကပြား90ပေးပြီးတော့ဝယ်ယူလိုက်ပါတယ်ပြီးတော့မင်းကအရင်ရောက်တဲ့သူမို့လို့စီကန်းကိုငါနားလိုက်တယ်ဆိုပြီးချန်ပီယံကိုငွေထပ်ပေးလိုက်တယ်အဲ့လိုနဲ့နောက်တနေရာကိုရောက်လာတော့ဘေးတင်စရာလူချန်ကရွှေငချင်းကပင်နေတဲ့ထွက်ပြီးမက်ဒလဲတို့ကငကားဖြစ်ပြောင်းလဲသွားမယ်ကောင်းလေးမင်းလဲချော်ခဲ့တာတွေကမဟာအခွင့်အလမ်းတွေကြီးပဲလို့ပြောလိုက်လို့စိတ်မဝင်စားပေမဲ့ငါအဆောင်လုပ်ပေးမယ်လို့ထပ်ပြီးတော့ပြောလိုက်ပါတယ်ဒါမဲ့လူချန်ပြောလိုက်တာတွေကတကယ်အမှန်တွေပါချန်ပီယံကသူ့နားမှာရှိတဲ့မကာအခွင့်အလမ်းတွေနဲ့လဲချော်နေတာဖြစ်ပါတယ်ပြီးတော့မဲတစ်ခုလောက်နှိုက်ကြည့်လိုက်ကန်ကောင်းတဲ့မဲကြရင်လေငါမင်းရဲ့ငွေ9ပြားကိုပဲယူမှာပါဆိုတော့ကျွန်တော်လက်ထဲမှာငွေ9ပြားရှိတာတာအိုဆရာကဘလို့တိတာလဲလို့ချန်ပီယံကပြန်ပေးလိုက်တယ်အဲ့လိုနဲ့မိဘတွေအတွက်ငင်းငင်းအဆောင်လေးတစ်ခုလုပ်ပေးပါကျွန်တော်တွေကငွေ9ပြားပေးမယ်လို့ထပ်ပြောလို့လူချန်လည်းသူ့ကိုလုပ်ပေးလိုက်ပါတယ်တစ်ဖက်မှာလည်းအဖိုးကြီးကကုဆန်းကိုပုံမြင်ပြောပြတဲ့အပြင်လက်ထဲကရှိုးဝဲချက်ကိုပါပြမယ်ပြောပြထားတော့ရေရင်းကိုလိုက်ပြလိုက်ပြီးချန်ပီယံပေးရတဲ့ကုဆန်းနဲ့အားရေနဂါးငတ်တလဲတို့ဆိုတဲ့မဟာအခွင့်အလမ်းကိုအဖိုးကြီးကမြင်သွားပါပြီကုဆန်းကိုလည်းခလေးမင်းကငါနဲ့ကန်ရှိတာပဲမင်းကိုဒီထဲကရှုပ်ဝက်ချက်ကိုပြမယ်ဆိုပြီးတော့ပကံထဲကရေကိုလောင်းချပြလိုက်တော့မျက်လုံးထဲမှာမြို့ကြီးတစ်မြို့လုံးရေဖုံးလွှမ်းသွားလောက်တဲ့မြင်ကွင်းကိုမြင်လိုက်ရလို့ကုဆန်ကကြောက်ပြီးတော့ထွက်ပြေးသွားပါတယ်အဲ့လိုနဲ့အဖိုးကြီးကကုဆန်ကိုတပည့်အဖြစ်လက်ခံပြီးတော့ချန်ပီယံထဲမှာရှိတဲ့အခွင့်အလမ်းကိုလူယူဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်နတ်သမီးခြိုက်ချင်းကျန်နဲ့လောင်လုံမြို့ရဲ့မြို့သခင်လေးဖူနန်ဝါတို့ကလည်းမြို့ငယ်လေးမှာအချိန်သိမ့်မကြံတော့ဘူးဆိုပေမဲ့တကယ်လို့ဒီကနေတစ်ခုရသွားခဲ့ရင်ကျေးဇူးဘလို့ပြန်ဆက်မှာလဲလို့ဆိုတော့
ရှင်စိတ်ကြိုက်ယူပါလို့နတ်သမီးချိုက်ကရေလာမြောင်းပြီးပြန်ဖြေလိုက်ပါတယ်ပြီးတော့လောင်းကြီးထက်ကြမယ်ရှင်ကစုပ်ကြည်ရှင်ကိုရွေးလိုက်ကျမကကုဆန်းအားကိုရွေးလိုက်မယ်ဆိုပြီးပြောနေတော့ချန်ပီယံကိုတွေးလိုက်ရတော့မင်းကိုမေးစရာရှိတယ်မင်းကုဆန်းနဲ့စုံကြည်ရှင်ကိုတိလာလို့သူတို့နှစ်ယောက်ကမေးလိုက်ချိန်မှာကျွန်တော်ကဒီရောက်တာမကြသေးလို့မသိဘူးလို့ပြန်ပြောလိုက်တယ်အဲ့နာမှာစုံကြည်ရှင်ကရှိနေတော့ငါကစုံကြည်ရှင်ပဲလို့ပြောလိုက်လို့မျိုးတခင်လေးနဲ့စကားပြောနေတော့အဖိုးကြီးကအဝေးကနေချန်ပီယံကိုစိတ်ရှုံအောင်လုပ်လိုက်ပြီးနတ်သမီးချိုက်နဲ့ရန်တိုက်ပေးလိုက်တယ်ဒါကြောင့်နတ်သမီးချိုက်ကလည်းဒေါသထွက်သွားပြီးချန်ပီယံကိုတီးမလို့လုပ်တဲ့အချိန်မျိုးတခင်လေးလည်းဝင်တားပေမဲ့မမီလိုက်ပဲချန်ပီယံရဲ့တက်ရှိတကားကိုဖျက်ဆီးပစ်လိုက်ပါတော့တယ်ဟုတ်ကဲ့ပါအပိုင်း1ကတော့ဒီလောက်ပဲဖြစ်ပါတယ်ခင်ဗျာဟယ်လိုကျွန်တော်ရဲ့ channel ကနေကြိုဆိုပါရစေဒီဗီဒီယိုမှာတော့အခွင့်အလမ်းများနဲ့လူငယ်လေးဆိုတဲ့ဇာတ်ကားရဲ့အပိုင်း2ကို recap လုပ်ပေးသွားမှာပါအပိုင်း2ရဲ့အစမှာတော့ချန်ပီယံကနတ်သမီးခြိုက်တီးတာခံလိုက်ရလို့သူ့ရဲ့အသက်ကနှစ်ဝက်စာပဲကျန်တော့တယ်ဆိုတာကိုစမြင်ကြရမှာပါပြီးတော့ကျမအဲကုဆန်အားကိုပို့ပြီးတော့စောင်းမျှော်နေမိပြီလို့ပြောတယ်မျိုးသခင်လေးကဒီနေ့ကနေကောင်းမဟုတ်ဘူးစုံကြည့်ရှင်မနေ့ပြန်မနေ့ကျမှငါမင်းနဲ့အပေးယူတာပြန်လုပ်မယ်လို့ပြောပြီးတော့ထွက်သွားကြပါတယ်တစ်ဖက်မှာတော့ငါဒီမှာစောက်ကျက်နေရင်20ချီလောက်ခက်ခက်ခဲခဲနဲ့ရှင်တန်နိုင်တော့အောင်မယ်လို့ထင်တာဒါပေမဲ့နောက်ွက်ကလူတချို့ကမစောင့်နိုင်တော့ဘူးဆိုတာကိုရုတ်တရက်သိလိုက်ရတယ်ဧည့်သည်ဖြစ်ပြီးတော့တခင်မျက်စိအောင်မှာမျက်လက်ကွက်တွေကစားပြီးကိုယုံကြည်မှုလွန်ကဲနေတယ်ဒီတစ်ခါငါမင်းနဲ့အတူမြို့ငယ်ကနေထွက်မသွားနိုင်သေးဘူးလို့ချီကျင့်ချင်းဆိုတဲ့ចောင်းဆရာကပြောလိုက်ပါတယ်ဟုတ်ပါတယ်ချီကျင့်ချွင်ကမြို့ငယ်လေးကိုစောင်းရှောက်နေတဲ့တိုင်းသူတော်စင်ပဲဖြစ်ပါတယ်အဲအချိန်မှာပဲသူတို့အရှိမရက်နေတဲ့နင်းအောင်ဆိုတဲ့ဒါသမားမိန်းကလေးတအုပ်ကိုတွေးလိုက်တော့တပည့်ဖြစ်သူကသဘောကျလို့ငေးကြည့်နေမိတယ်ဒါကိုဆရာကသိတော့မင်းကြည့်နေတာရက်ပြီးចောင်းမှာပစ္စည်းသွားတဲ့တင်ပြီလို့ပြောလို့တပည့်ကသူမနာကအယံမွှေးတာပဲလို့ပြောလိုက်တယ်နင်းအောင်ကကြားသွားတော့စိတ်ထဲမနှစ်သက်လို့ဓာတ်နဲ့ပြီးခုတ်တယ်ကြည့်ချင်းကဝင်တားလိုက်ပြီးငါတပည့်ကမိန်းကလေးကိုပြစ်မှာမိသွားတယ်ဒါပေမဲ့တေးလောက်တဲ့ပြစ်မှုမဟုတ်ဘူးထင်တာပဲလို့ပြောပြီးမယ်ကျမဆုံးဖြတ်ခြင်းတယ်လို့ဆုံးဖြတ်မယ်ဆိုပြီးတော့ထပ်တိုက်ခိုက်ပါတယ်ချီချင်းချင်းကရက်နေတဲ့ပုံစံအောင်ပြတ်မသွားပဲတိုက်ခိုက်တာကိုအေးအေးဆေးဆေးနဲ့ရှောင်ရှားနေပါတယ်တိုက်ခိုက်နေရင်လည်းတိုင်းပညာအလုံးမှာလျင်မြန်ခြင်းသာအားနည်းချက်မရှိဘူးဒီမိုးနဲ့မြေကမကြခင်ပြိုကွဲသွားတော့မယ်ဆိုရင်တော့အဲ့မတိုင်ကြီးမြေဝိဇာနတ်ဆယ်ပါပူပေါင်းပြီးအစီရင်ကိုဖျက်ဆီးရင်တော့ပိုးကောင်ကတစ်ပင်ကြီးကိုလှုပ်ခါဖို့စူးစမ်းနေုံတက်ပါပဲလို့ချီချင်းကပြောလိုက်ပါတယ်မိမိနေရတာကမျက်လက်မဟုတ်ဘူးမင်းကိုဓမ္မအတိုင်းနဲ့ဓာအတိုင်းကိုဘသူတင်ပေးတာလဲလို့မေးရင်းနဲ့သူမကိုဖိနှိပ်ထားလိုက်ပါတယ်ပြီးတော့သူမကိုအချက်ညံတစ်ခုပေးလိုက်ပြီးနှမျောဖို့ကောင်းလိုက်တာဒီဓာကအခေယနှလုံးရဲ့အလေးချိန်ကိုပဲခံယူနိုင်တယ်မင်းအေးချင်းနဲ့ဆိုသုံးလုံးကလုံလောက်တာတဲ့ပိုးနေမှာဆိုပြီးတော့အခေယနောက်တစ်လုံးထပ်ထည့်ပေးလိုက်တယ်ဒါမဲ့သူမကညင်းဆန်လို့ငါဘသူလဲဆိုတာကိုသိရလားဆိုတော့ဒီမှာ260ပြည့်တိုင်းဒုက္ခပုံလဲပတ်မှုကိုစီပံဖို့အတွက်တိုင်းသူတော်စင်တစ်ပါးလဲတယ်ရှင်ကသူတော်စင်ဆိုတာသိကြတယ်လို့နင်းအောင်ကပြန်ပြေးလိုက်တယ်ပြီးတော့သူမကဓာကိုထားခဲ့ပြီးတော့လှည့်ထွက်သွားပါတယ်ညာဘက်ကိုရောက်လာတော့သူတော်စင်ဆိုတာနဲ့ငါရဲ့ဓာလန်းစင်ကိုစိတ်ကြိုက်စော်ကားလို့ရတာလားငါ့ကိုအခေယလာပေးတယ်ယူဂျင်နဲ့များမှတ်နေသလားလို့ဆိုပြီးတော့ပြောနေတော့မှဒါကသူမရဲ့အနောက်ကိုပြန်လိုက်လာပါတယ်ဒီလိုနဲ့ကြောက်စိန်တစ်စိမ့်တုံးမဟာအခွင့်အလမ်းကိုရထားတယ်တဆွေတော်ဝင်မင်းသားကောင်းကျန်နဲ့မိမစိုးဦးထောင်းစစ်တို့ကလည်းသူမသူတို့အနာကဖြတ်သွားတာကိုတွေးလိုက်ရလို့မင်းသားကဒီလူကအဆင့်မြင့်နဲ့တိုင်းကျွမ်းကျင်သူပဲတတိလျှော့ပေါ်လို့မရဘူးဆိုလို့မင်းသားကမတိုက်ခိုက်ဖို့တားနေတော့လှုပ်ကြံသူတို့ကဝင်လာလို့နင်းအောင်ကမင်းသားကိုလှုပ်ကြံတဲ့လူကိုတတ်လိုက်တယ်ကြင်ကြံမှုတွေဖိနှိပ်ထားတဲ့ဒီနေရာမှာမင်းကဓာပြန်ကိုကောင်းကောင်းသုံးနိုင်သေးတယ်ကျွန်တော်နာမည်ကကောင်းကျန်ပါအဖိုးဦးအပြစ်လုပ်တဲ့အရာရှိခင်ကျွန်တော်ကဒီကနေပဲတောင်းပန်လိုက်ပါတယ်လို့မင်းသားကပြောလို့အဖိုးဦးကတားနေလို့လူကြီးလူကောင်းဆိုတာသူတစ်ပါးချင်းမြတ်လို့တဲ့အရာကိုလူမှမဟုတ်ဘူးဆိုပြီးနင်းအောင်ကလှည့်ထွက်သွားတယ်ဒူးထောက်ပြီးတော့သူ့ကြောင့်လည်းရေနနာကိုမပေးလိုက်ဖို့တောင်းပန်နေတယ်မိမစိုးဘူးကိုလည်းမင်းသားကမတ်တက်ရက်ဖို့ပြောလိုက်တော့ဒီကိစ္စရဲ့အတိမ်အနက်ကိုကြုတ်တိတယ်ဆိုပြီးတော့နင်းအောင်ကိုစတိုက်ခိုက်ပါတယ်နင်းအောင်ကတိုက်ခိုက်မှုတွေကိုရှောင်နေရင်ကဒဏ်ပြန်တိုက်ခိုက်ဖို့လုပ်ပြီးမယ်ဇက်တိုက်ဖိနှိပ်ခံရပြီးတော့ခုခံရုံကလွဲပြီးတော့ဘာမှမတက်နိုင်တဲ့အပြင်ဒဏ်ရာအပြင်းထန်ရာရသွားပါတယ်ဒါကြောင့်မင်းသားကရက်လိုက်လို့ပြောနေပြီးမယ်မိမစိုးဦးထောင်းဆက်ကမရက်ပဲဓာပြန်ကသူ့ကိုယ်ထဲကိုစိုက်ဝင်သွားချိန်မှာတော့နင်းအောင်ကခြေရာဖြောက်သွားပါတယ်မိမစိုးဦးထောင်းဆက်အဲ့မိန်းကလေးကိုနောက်ထပ်ပြုစုပြောထောင်ပေးလိုက်မယ်ဆိုရင်နောက်ကျွန်တော်ရဲ့အစွမ်းထက်ဆုံးအရေးလုံးချန်သူဖြစ်လာနိုင်တာခင်ဗျားမသိဘူးလားကျုပ်ရဲ့စီယုံရေးအစီအစဉ်ကိုဖျက်ဆီးပြီးကျုပ်ကိုစင်ကြေပြန်ပေးနေတယ်ကျုပ်ကခင်ဗျားဆိုတဲ့တင်းကွတ်ထားတဲ့သူရဲ့တခင်ပဲလို့မင်းသားကစူဟောက်ပြစ်လိုက်ပါတယ်မင်းသားစူတာကောင်းပါတယ်ဒါမဲ့ကျုပ်ကမင်းသားရဲ့လုံခြုံရေးကိုဦးစားပေးတယ်လူမားတက်မိတာကကိစ္စမရှိဘူးလွတ်ထားပေးလို့မရတော့ဘူးလို့ထောင်းစစ်ကပြန်ပြောလို့မင်းကရောငါနဲ့ပညာချင်းဖလှယ်ချင်းနေတာလားလို့သူတော်စင်ကကြီးမားတဲ့အတန်နဲ့ပတ်ဝန်းကျင်တစ်ခုလုံးကကြားရအောင်လို့မေးလိုက်ပါတယ်အဖိုးကြီးကကြောက်ကြောက်လန့်လန့်နဲ့ပြန်တောင်းမှန်နေရပြီးတော့မင်းသားကိုလည်းမဟာအခွင့်အလမ်းကိုမင်းအရင်သိမ့်ပိုက်လိုက်လို့သာမဟုတ်ရင်ဒီနေ့ကျင်းနေပေါလွယ်လင်းတကူထွက်သွားနိုင်မှာမဟုတ်ဘူးလို့သူတော်စင်ကပြန်ပြောလိုက်ပါတယ်တစ်ဖက်မှာတော့ချန်ပီယံကငယ်ဘွားတုန်းကအဖေဖြစ်သူမှာကြားခဲ့တဲ့စကားတွေနဲ့သူ့ရဲ့ငယ်ဘွားကအဖြစ်ဆိုးတွေကိုပြန်မြင်အောင်နေပြီးတော့ချန်ပီယံငယ်တုန်းကမိဘနှစ်ပါးဆုံးသွားတာဖြစ်တဲ့ကလေးဘွားတွေကသူများတွေရဲ့ခွဲခြားဆက်ဆံတာကိုခံခဲ့ရပြီးတော့ကြီးလာတဲ့အချိန်ကြီးစင်းစင်းရဲရဲနေထိုင်နေရသူပဲဖြစ်ပါတယ်သူပြန်ပြီးသတိရလာတော့ခုဆန်းကလည်းပြေးလာပြီးထူးဆန်းတဲ့အဖိုးကြီးတယောက်ကိုတွေ့ခဲ့တယ်သူ့လက်ထဲကပကံလုံးကနေရေရီအများကြီးသွန်ချနေတာငါတို့မြို့လေအောင်မြုပ်သွားတော့မယ်အတိုင်းပဲ
သူငါအိမ်ကိုသွားလာတွေ့လိုက်တယ်ဆိုပြီးတော့ကြောက်နေလို့ငါမင်းနဲ့အတူလိုက်ခဲ့ပေးမယ်လို့ချန်ပီယံကပြောလိုက်တယ်ကုဆန်တို့အိမ်မှာတော့နတ်သမီးချိုက်ကပါရောက်နေလို့မင်းကိုငါအပြစ်တော့မတင်တော့ဘူးဒါမဲ့ငါကုဆန်ကိုတပည့်အဖြစ်လက်ခံဖို့ဆုံးဖြတ်ပြီးစွမ်းစားမရှိရင်ထွက်သွားတော့လို့အဖိုးကြီးကစပြောတယ်ဒါကြောင့်နတ်သမီးချိုက်ကပြန်ခံပြောမလို့လို့တော့အဖိုးကြီးကချက်ချင်းပဲအစွမ်းနဲ့တိုက်ခိုက်လိုက်လို့ပတ်ဝန်းကျင်တစ်ခုလုံးကနေရဲနေပြီးအရေးမွေတွေကဝိုင်းတိုက်ခိုက်တယ်နတ်သမီးချိုက်လည်းရှောင်ရှားနေရကနောက်ဆုံးမှာမတိုက်ခိုက်နိုင်တော့ပဲလက်ကွက်တစ်ခုကြောင့်ချုပ်ထားတာကိုခံလိုက်ရပါတယ်အဲ့လိုနဲ့သတိပြန်ဝင်လာတဲ့အချိန်မှာအဖိုးကြီးကထိုင်ရန်ကမထားရေနွေးတောင်းနေတာကိုမြင်တော့သူမလည်းအငယ်လေးအရင်သွားနေတော့မယ်ဆိုပြီးတော့ပြန်ထွက်လာခဲ့ပါတယ်ချန်ပီယံနဲ့ကုဆန်တို့လည်းအိမ်ကိုရောက်လာပြီးကုဆန်ကတော့ကျွန်တော်သူ့တပည့်မလုံနိုင်ဘူးလို့ပူညံနဲ့ပြန်ခံပြောတယ်ခမားတပည့်အဖြစ်လက်ခံကြည့်ရင်အ ਨੇ ဆုံးသူသဘောတူမှာဖြစ်မယ်လေလို့ချန်ပီယံကဝင်ပြောတော့ကုဆန်အမိကသူကနတ်ဝိဇ္ဇာအကြီးခဲ့ပဲဆန့်အားကိုတပည့်အဖြစ်စိတ်ရင်းမှန်နဲ့လက်ခံချင်တာလို့သူမကရှင်းပြတယ်ကြီးကဲနောက်ကိုလိုက်ပြီးတော့တေချာတင်ယူရင်နောက်ဆိုရင်ရီမန်းချက်ရှိလာမှာလို့အဖေဖြစ်သူကပြောလိုက်မှာချန်ပီယံလည်းကုဆန်ကိုနားချပြီးတော့သူလည်းပြန်နှင်းပါတော့မယ်ဆိုပြီးတော့ထွက်သွားပါတယ်အဲ့နောက်အဖိုးကြီးကပကံတွေကငါးကိုပြရင်နဲ့ကြင်ကြံသူတွေဆိုတာကတက်ရှိခြင်းလမ်းစဉ်အတွက်လူရမှုတချို့ရှိတာကဘာမှမဟုတ်ပါဘူးဆိုလို့တေနာဘိုးတော့ဒီငါးကချန်ပီယံဟာကျွန်တော်သူ့ကိုပြန်သွားပေးရမယ်ဆိုပြီးလောက်တော့ကုဆန်ကိုပကံပြူကဘာတွေကိုထည့်လိုက်ပါတယ်ဒီလိုလောက်တာကသူ့ကိုစိတ်ငြိမ်သွားအောင်လုပ်တာဖြစ်ပြီးတော့ကုဆန်မစင်မချင်းလုပ်ရင်သူ့ရဲ့မဟာအခွင့်အလမ်းဆုံးရှုံးသွားမှာဆိုလို့အဖိုးကြီးကပြောပါတယ်အဲနောက်ချန်ပီယံမွေးနေ့ကဘယ်နေ့လဲလို့ဆိုတော့9လပိုင်း9ရက်နေ့လို့ကုဆန်ရဲ့အမေကပြန်ဖြေတယ်ဒီကလေးရဲ့အဖေကဒီလောက်ကြီးတဲ့စီကံကိုချိုးဖောက်တာတေတာမရိုးရှင်းဘူးလို့အဖိုးကြီးကပြန်ပြောလိုက်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာအပိုင်းနှစ်ကတော့ဒီလောက်ပဲဖြစ်ပါတယ်ခင်ဗျာ